တောက်ပတ်တဲ့အနီအောင်ရှိတဲ့နန်းစားပြောင်းဆေးလေးတွေဟာကောင်းကင်ကနေမိုးပေါက်တူလိုမျိုးတဖွဲဖွဲကြာဆင်းလာနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီလူငယ်ကဒီအဆေးလေးတွေကိုဝါချင်းတောင်းထဲကနေမီအိုးကြီးတဲ့ကိုဂယုတစိုက်နဲ့လောင်းထည့်လိုက်ပါတယ်။အိုးထဲကိုစူးပွက်နေတဲ့ရင်နှွေးပူပူတွေကိုတရဟောလောင်းထည့်ပေးလိုက်ပါတယ်။ရင်နှွေးငွေတွေဟာအိုးထဲကနေတလူလူထွက်လာနေတာကိုလည်းတွေ့လိုက်ရမှာပါ။ပြီးရင်တော့အိုးအဝါကိုဝါကတ်ကြီးနဲ့တေချာဖုံးအုပ်ပြီးပိတ်ထားလိုက်ပါတယ်။လက်မင်းကြီးတာနေတဲ့တညလုံးဒီအဆေးလေးတွေကိုရေးစိမ်ထားဖို့လိုအပ်ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့ရေးစိမ်ထားတဲ့အဆေးလေးတွေကိုလက်နဲ့ဆန်းကြည့်လိုက်ပါတယ်။အဆေးလေးတွေကရေးဆိုးပြီးပွားလာတာကြောင့်အယောင်ကလည်းပိုးပြီးရင့်လာတာကိုတွေ့ရမှာပါ။အဆေးလေးတွေကိုရေးစစ်ဖို့အတွက်ဝါချင်းတောင်းလေးနဲ့ခတ်ယူလိုက်ပါတယ်။ပြီးတော့ပေါင်းအိုးထဲကိုဒီအဆေးလေးတွေကိုတဆင့်ချင်းစီဂယုတစိုက်ထည့်ပေးလိုက်ပါတယ်။ဝါလုံးလေးကိုအသုံးပြုပြီးအဆေးတွေကြားထဲမှာအပေါက်လေးတွေဖောက်ပေးရပါမယ်။ဒါမှအောက်ကနေတက်လာတဲ့အပူငွေ့တွေဟာအဆေးတွေစီအနက်အပြားရောက်ရှိမှဖြစ်ပါတယ်။ပေါင်းအိုးကိုဝါကတ်နဲ့ပြန်ဖုံးလိုက်ပြီးနောက်မှာတော့မီးချစ်ချစ်တီကောင်းရိုးတွေကိုမီးစတင်ရှို့လိုက်ပါတယ်။မီးဘိုးတွေကိုထင်းတုံးလေးတွေကိုတတုံးချင်းစီထပ်ထည့်ပေးရပါမယ်။မီးတောက်တွေကတဟုံးဟုံးတောက်လောင်နေပြီးပေါင်းအိုးတွေကအငွေတွေကလည်းအပြင်ကိုထွက်နေတာကိုတွေ့ရမှာပါ။9နာရီကြာအောင်ပေါင်းပြီးတဲ့နောက်မှာတော့ဒီလူငယ်ကပေါင်းအိုးကိုမာပြီးအောက်ကိုချလိုက်ပါတယ်။ပေါင်းထားတဲ့အဆေးလေးတွေကိုဖျားကြီးပေါ်မှာအေးခံဟိုအတွက်အနတ်အပြန်ခင်းလိုက်ပါတယ်။တဆေးတုံးလေးတွေကိုကြောင်းရုပ်စုံထဲမှာအမုံဖီသွားအောင်အားနဲ့ထောင်းလိုက်ပါတယ်။ပြီးရင်တော့အေးခံထားတဲ့အဆေးလေးတွေပေါ်ကိုဒီတဆေးမွင့်တွေကိုနှံဆက်သွားအောင်ဖြူပေးလိုက်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ဆန်ဖွေလေးတွေကိုလည်းအဆေးဒီပေါ်မှာထပ်ပြီးဖြူပေးရပါမယ်။ပြီးရင်တော့အဆေးလေးတွေနဲ့တဆေးတွေနှံသွားအောင်လက်နှစ်ဖက်နဲ့တီချာနေပေးလိုက်ပါတယ်။နေပြီးသွားအဆေးလေးတွေကိုမီအိုးကြီးတွေကိုပြန်ပြီးလောင်းထည့်လိုက်ပါတယ်။အိုးအဝါကိုစကူနဲ့အရင်ဖုံးပြီးတော့မှဝါကတ်နဲ့ထပ်ဖုံးလိုက်ပါတယ်။အိုးကိုကျူးနဲ့တီချာချီနှောင်ပြီးလုံအောင်ပိတ်ပေးရပါနဲ့။ပြီးတော့ဒီအိုးကြီးကိုလက်သွန်းလဲပေါ်တင်ပြီးတောအုပ်လေးတွေကိုတည်ဆောင်သွားလိုက်ပါတယ်။မြေကြီးထဲမှာအိုးဝင်ဆန်မဲ့ကျင်းတစ်ခုကိုတေချာတူးလိုက်ပါတယ်။အိုးကိုကျင်းထဲကိုဂယုတစိုက်ထည့်ပြီးတော့အပေါ်ကနေဝါလုံးလေးတွေကိုစီးပြီးအုပ်လိုက်ပါတယ်။ဝါလုံးတဲ့ပေါ်မှာကောက်ရိုးတွေကိုအနာဖြန့်ခင်းလိုက်ပါတယ်။ပြီးရင်တော့ပေါက်ပြားနဲ့မြေကြီးတွေကိုခတ်ယူပြီးတေချာပြန်ဖိုးပေးလိုက်ပါတယ်။တလားကြောင်မြေမြူထားပြီးတဲ့နောက်မှာတော့ဖိုးထားတဲ့မြေကြီးတွေကိုပြန်တူးလိုက်ပါတယ်။အိုးကြီးကိုမြေကြီးသေးကနေအားစိတ်ပြီးပြန်ထုတ်ယူလိုက်ပါတယ်။အိုးအဝါကကျိုးတွေကိုဖြူပြီးစကူတွေကိုဖယ်လိုက်တဲ့အခါမှာတော့အချင်းဖောက်ထားတဲ့အဆေးလေးတွေကိုတွေ့ရမှာပါ။အချင်းဖောက်ထားတဲ့အဆေးလေးတွေကိုပေါင်းကန်အိုးတွေကိုအဆင့်ချင်းစီပြန်ထည့်လိုက်ပါတယ်။ပေါင်းကန်အိုးကိုအဝိစားဖြူဖြူလေးတွေနဲ့တေချာပိတ်လိုက်ပါတယ်။ပြီးတော့ရေအေးတွေကိုအိုးအပေါ်ရန်ကန်နေလောင်းထည့်ပေးလိုက်ပါတယ်။စံဖွေလေးတွေကိုလည်းပေါင်းကန်အိုးဘေးဖက်ဖက်လဲမှာလုံအောင်ပိတ်ပေးရပါမယ်။မီးကိုပြန်ရှို့လိုက်တဲ့အခါမှာတော့မီးခိုးတွေတလူလူထွက်လာတာကိုတွေ့ရမှာပါခဏနေတော့ဝါပြင်းလေးလေးကနေအရက်ဦးကြီးလေးတွေတစ်ဆက်ချင်းစီကြားလာတာကိုတွေ့ရမှာပါထွက်လာတဲ့အရက်လေးတွေကိုမီးအိုးလေးတွေထဲကိုဂယုတဆိုင်နဲ့ခံယူလိုက်ပါတယ်အရက်ရဲ့အယောင်ကကြည်လင်နေပြီးအနံကလည်းမွေးပြန်နေမှာပါအိုးအဝါကိုဖော်တုံးလေးနဲ့အရင်ဆုံးပိတ်လိုက်ပါတယ်ပြီးတော့စက်ကူးနဲ့ထပ်ဖုံးပြီးကျိုးနဲ့တီးချချီလိုက်ပါတယ်အိုးတစ်ခုလုံးကိုရွှေစည်းတွေနဲ့တီးချအုပ်ပေးလိုက်ပါတယ်ဒါကတော့အရက်ကိုကြာရီအထားခံအောင်နဲ့အရတာပိုကောင်းအောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်အိုးကိုတီးချအချောက်ခံပြီးတော့စင်းပေါ်မှာစနစ်တကျတင်ထားလိုက်ပါတယ်အချင်းကြားလာလေးအရက်ကပိုးပြီးအရတာရှိလာလေပါတယ်နောက်ဆုံးမှာတော့ကိုယ်တိုင်ချက်ထားတဲ့အရက်လေးကိုခွက်ထဲကိုလောင်းထည့်လိုက်ပါတယ်ဘဲကင်းလေးနဲ့မီးကြည့်လိုက်တဲ့အခါမှာတော့အရတာကတကယ်ကိုထူးခဲနေမှာအမှန်ပါပဲမစ်ကန်ဒါမှာလင်းရင်းခံရင်ကိုယ်တိုင်ချက်တဲ့အရက်လေးကိုတောက်ရတာတကယ်ကိုစိတ်ကြည်နဲ့ဆရာကောင်းလာပါတယ်ဗျာ